အခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ခေါင်းကြီးရေစိတ်ဆင်းရဲသွားလားဆိုတဲ့စာသားနဲ့အတူစစ်ကောင်စီရဲ့ CEIR website ကြီး hack ခံလိုက်ရတဲ့သတင်းပဲဖြစ်ပါတယ်။ website တစ်ခုလုံး Handy နွေဦးပြည်တောင်စုဆိုပြီးအမည်ပြောင်းခံလိုက်ရတဲ့အပြင်စစ်ကောင်စီဘက်ကပါ website ကိုအမြန်ပိတ်ချလိုက်ရတဲ့အထိထစ်သွားခဲ့တဲ့ဒီဖြစ်စဉ်အကြောင်းကိုဆက်ပြီးကြည့်ရှုလိုက်အောင်ပါ။မတ်လ9ရက်နေ့ရဲ့မနက်ခင်းဟာစစ်ကောင်စီရဲ့ဤပညာရန်တရားအတွက်တော့တကယ့်ကိုအိမ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။ဖီသူတွေရဲ့လက်ကင်ဖုန်း IMEI နံပါတ်တွေကိုတခုမကြံလိုက်လံမှတ်ပုံတင်ခိုင်းပြီးထိန်းချုပ်ဖို့ကြိုးစားနေတဲ့ CEIR website ဟာဒီနေ့မှာတော့အာဏာပိုင်တွေရဲ့လက်ထဲမှာမရှိတော့ဘဲစိုက်ဘာတိုက်ခိုက်သူတွေရဲ့လက်ထဲကိုရောက်ရှိသွားခဲ့တာပါ။ဒါဟာရိုးရိုးတန်တန် website hack ခံရတာမျိုးတင်မဟုတ်ပဲဤပညာခန္ဓာတစ်ခုကိုပညာသားပါနဲ့အဆက်ခွဲလိုက်တဲ့တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။ website ထဲကိုဝင်ရောက်လိုက်တဲ့သူတိုင်းအန်အောမှွင်တက်သွားရတာတော့အရင်ကဖုန်းဒီရဲ့အခြေအနေကိုစစ်ဆေးပေးတဲ့ check IMEI status ဆိုတဲ့ခလုတ်နေရာမှာ Handy နွေဦးပြည်တောင်စုဆိုတဲ့အမည်နာမကထင်းခနဲပေါ်လာတာပဲဖြစ်ပါတယ်။ Handy နွေဦးဆိုတာတော်လန်ရေးကာလတစ်လျှောက်မှာဖီသူတွေချစ်ခင်ရတဲ့သင်္ကေတတစ်ခုထက်တယ်လို့အခုလိုနေရာမျိုးမှာဒီနာမည်ပေါ်ထွက်လာတာဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုရန်တရားကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်တာပါပဲ။ဒါဟာသူတို့ရဲ့ဤပညာလုံးကျုံရေးဘလောက်အထိပေါက်ပြင်းနေသလဲဆိုတာကိုကဘာတီစက်တီပြလိုက်တာလည်းဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။အခွန်ပေးဆောင်မှုအခြေအနေတွေကိုစစ်ဆေးတဲ့ကန်တာမှာတော့စိုက်ဘာတိုက်ခိုက်သူတွေကပို့ပြီးတော့အထိနာစေမဲ့ဆောင်သားတွေကိုခြံထားခဲ့ပါတယ်။အဲ့ဒီနေရာမှာခဏခဏစစ်နေလို့အမြင်ကက်လို့တမင်ပြတာကွာခေါင်းကြီးရေနည်းနည်းစိတ်ဆင်းရဲသွားလားဆိုပြီးရေးသားထားတာပါ။ဒီစကလုံးတွေဟာဤပညာပိုင်းအရာအသာစီးရယုံတင်မဟုတ်ပဲစိတ်တက်ရေးရအရာပါပြောင်းလှောင်လိုက်တာဖြစ်လို့အာနာပိုင်တွေတော့တကက်ကိုရှက်ကိုကဆန်ဖြစ်စီရပါပဲဒီဖြစ်ရဖြစ်ပွားပြီးနိုင်ပိုင်းအတွင်းမှာပဲစစ်ကောင်စီဘက်က CEIR website ကိုအလင်းအမြန်ပိတ်ချလိုက်ရပါတယ်လက်ရှိအချိန်အထိတော့မိုဘိုင်းစစ်ပစ္စည်းတွေကိုမှတ်ပုံတင်တဲ့လုပ်ငန်းစဉ်တွေအားလုံးရပ်ဆိုင်းသွားရသလို website ကိုဘယ်တော့ပြန်ဖွင့်နိုင်မလဲဆိုတာလည်းမသိရသေးပါဘူးဒီစိုက်ဘာတိုက်ခိုက်မှုဟာစစ်ကောင်စီရဲ့ digital စောင့်ကြည့်ရေးစနစ်တွေကိုပြည်သူတွေကလက်မခံဘူးဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့သူတို့ရဲ့လုံခြုံရေးစနစ်တွေဟာလည်းထင်သလောက်ခိုင်မာမှုမရှိဘူးဆိုတာကိုမီးပေါင်းထိုးလိုက်တဲ့ဖြစ်ရတစ်ခုပဲဖြစ်ပါတယ်အဆုံးထိကြည့်စုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ